ကဲတစ်စက်သေးပေါ့နော်နည်းနည်းတော့ပြောဝင်ပြပါအဲ့ဒါဘာလဲဆိုတော့မပြောရင်လည်းတချို့တော့ဒီဗုဒ္ဓဘာသာဝင်တွေကဗုဒ္ဓဘာသာဝင်ဆိုပေမဲ့ဒီဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ကြတော့ဝိနည်းရောဝိနည်းစားတယ်ပေါ့နော်ဒီမြတ်စွာဘုရားရဲ့တရားတော်တွေနဲ့ပတ်သက်ပြီးတော့တေးချာလေ့လာထားတာတွေမရှိကြဘူးဟိုလေ့လာမှုအားတွေနည်းတယ်ပေါ့လေလေ့လာမှုအားနည်းပြီးတော့ဝေဖန်ရေးတွေထဲမှာဝင်ပါတဲ့အခါမှာဗုဒ္ဓဘာသာတွေကိုယ်တိုင်လွဲသွားတာတွေရှိတယ်ဗုဒ္ဓဘာသာတွေကိုယ်တိုင်မှားသွားတာတွေရှိတယ်သူတို့ကိုယ်တိုင်အနာပြောက်စေလို့ဆေးထည့်လိုက်ကမှအဲ့ဒီဆေးကအနာအတွက်ပို့ပြီးတော့ဟိုစိုးသွားစေတာမျိုးတွေရှိတတ်ပါသူတို့ကိုယ်တိုင်လည်းဒုက္ခရောက်သွားနိုင်တယ်အဲ့တော့ဘာလဲဆိုတော့ယဟန်တန်ဃာဆိုတာဘာနဲ့တူလဲဆိုတော့ရင်ကောင်နေနဲ့တူနော်လူတွေကတော့ဘာနဲ့တူလဲဆိုတော့ဟိုလောက်နဲ့တူအဲ့တော့လောက်တွေကဗမာနေလဲဆိုတော့မစင်ပုံထဲမှာနေတာပေါ့ဗျာမစင်ပုံထဲမှာနေတယ်မစင်ပုံထဲမှာပျော်တယ်အဲ့ဒီလောက်တွေကနေပြီးတော့မှဒါရင်ကောင်ဆိုတဲ့အကောင်ကြီးကကြတော့ဒီမစင်ပုံထဲမှာတော့သူတို့မနေချင်ဘူးသူကဒါကြောင့်မလို့သူကအဲ့လောက်ဘဝကနေပြီးတော့မှဒါတောင်ပန်နေပါလေတက်ပြီးတော့သူကမစင်ပုံရဲ့မလန်းမကမ်းမှာပဲနေတယ်မစင်ပုံအတွင်းမှာတော့မနေတော့အဲ့ဒီမှာလောက်ကနေသူကရင်ကောင်ဘဝကိုပြောင်းသွားတာနော်အဲ့လိုပြောင်းသွားတဲ့ခါကျတော့ဒါပေမဲ့အဲ့ဒီရင်ကောင်တွေကသူကဒီမစင်ပုံကနေထွက်လာတဲ့အကောင်တွေဆိုတော့ဟိုလွတ်ရကြွရဟိုပန်းမွင့်လေးတွေရှိတဲ့ဒီဝတ်မုံကောင်းတွေရှိတဲ့နေရာတွေဒီလိုတတ်တတ်မြတ်မြတ်နေမသွားဘူးသူကဒီအပုံတွေကပဲထွက်လာတဲ့ကောင်တွေဆိုတော့ဒီအပုံသားမှာပဲရစ်တီနဲ့ကြုံသူလို့အဲ့ဒီအပုံမှာဝင်ပြီးတော့စားကြတာပဲเนาะဝင်နာတယ်ဝင်စားတယ်ပေါ့ဗျာအဲ့လိုပါပဲဒီကိလေသာတွေထူပြောနေတဲ့ဒီလူ့ကြောင်ဘဝပေါ့ဗျာအဲ့ဒီကိလေသာမစင်ပုံကြီးထဲမှာနေတဲ့လူဘဝကနေပြီးတော့မှဒါဒီလောက်ကြီးကြတော့လေငါတို့မနေချင်ဘူးဒီလောက်ကြီးထူပြောတဲ့ကိလေသာတွေနဲ့အဲ့တော့ငါတို့ကဟိုသင်္ကန်းဆိုတဲ့တောင်ပန်နေတက်ပြီးတော့မလမ်းမကမ်းမှာပဲနေမယ်ဆိုပြီးတော့မလမ်းမကမ်းမှာပဲနေဒါပေမဲ့အဲ့အပုံနာတော့လာကတ်တချို့ကြတော့လေမစင်ပုံထဲထိထိုးဝင်သွားတဲ့ကောင်တွေရှိတဲ့အခါကျတော့အဲ့မှာပြဿနာတွေတက်ကုန်နော်အဲ့တော့ယဟန်နေမှာလည်းပဲသူ့ဝိညာဉ်နဲ့သူ့အပြစ်နဲ့သူတို့ရှိတယ်သို့တော့ဒီနယ်ပယ်တွေကထွက်လာတဲ့ပုံကိုယ်တွေဖြစ်တဲ့အတွက်ကြောင့်အပြစ်တွေကဒီထဲမှာပဲရစ်တည်ရတာရှိနေပါလိမ့်မယ်လို့ကိုကအပြစ်မခံပါနဲ့အဲ့တော့တပည့်တော်တို့ဘာမှမပြောရတော့ဘူးလားဆိုတော့ပြောလို့ရပါတယ်သာသနာကိုတကယ်ကြည်ညိုတဲ့အတွက်ကြောင့်အကျိုးလိုတဲ့စိတ်နဲ့နော်အဲ့ဒီလိုပြမှုအဘတ်တွေပေါ့နော်မသိတော့တဲ့အနေထားတွေမြင်နေဆိုလို့ရှိရင်ပေါ့အဲ့ဒီတန်ဃာတွေကိုဓာတ်ရိုက်တော်၎င်းသူတို့ရဲ့သက်ဆိုင်ရာဆရာတော်တွေကိုသွားပြီးတော့ရှောက်ထားပြီးတော့၎င်းကောင်းကောင်းမွန်မွန်ရိုးတည်ပြောသင့်ပါတယ်အဲ့လိုလေးစားနဲ့ပြောတဲ့တရားဓမ္မတွေကိုလည်းတန်ဃာတော်တွေကလေးစားပြီးသားဖြစ်ပါတယ်နော်လေးစားပြီးသားဖြစ်တယ်အဲ့တော့သူတို့စိတ်ကိုမထိန်နိုင်လို့ဒါလျှင်သူတို့တတိလက်လို့ဖြစ်ပြီးတော့ကျူးလွန်မိတာတွေတချို့ကြောင့်လည်းပညာနည်းတယ်စင်ကျင်တုံတရားနည်းသေးတဲ့အရွယ်တွေလည်းဖြစ်တာပေါ့နော်တချို့ကြတော့လည်းပညာနည်းလို့စင်ကျင်တုံတရားနည်းကြလို့ဟိုမှားတာတွေလည်းရှိတာပေါ့ခုနပြောသလိုပဲဒီနယ်ပယ်တွေကလာတဲ့သူတွေပဲဆိုတော့ဒီထဲမှာတော့ပို့ပြောကြတာပေါ့လေနော်အဲ့ဒါပဲအားကြောင့်တန်ခါပစ္စည်းအစိတ်သီးတန်ခါတွေနဲ့ပြောဆိုဆက်ဆံရတဲ့အခါမှာကိုယ်အန္တရာယ်ပြန်မဖြစ်အောင်လဲဂရုစိုက်ပြီးတော့ဆက်ဆံဟိုပါပေါ့နော်ပြုမှုစေချင်တာပါနော်